နေကန်ဗျူဟာကုန်းကိုဆက်တိုက်ပို့လွှတ်ခဲ့တဲ့စစ်ကူစစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံရပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာ9ရက်နေ့တွေမှာနေကန်ဗျူဟာတဝိုက်မှာတိုက်လေယာဉ်တွေနဲ့ဆက်တိုက်တိုက်ခိုက်မှုတွေရှိနေပြီးစုံကုန်းမြောက်စခန်းကနေလည်းလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့သိရပါတယ်။တိုက်လေယာဉ်တွေလည်းဆက်တိုက်တက်နေပြီးလေကြောင်းပစ်ခတ်မှုတွေလုပ်နေတဲ့အတွက်တက်သွားတဲ့စစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံရပြီဆိုတာသိကြပါတယ်လို့သတင်းရင်းမြစ်က ERI Times ကိုပြောပါတယ်။ဒီဇင်ဘာလဆန်းကနေပြီးပို့လွှတ်လိုက်တဲ့စစ်ကူတပ်တွေနဲ့အေးပူပေါင်းတပ်ဖွဲ့တို့မြေပြင်ထိတွေ့မှုတွေရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကစုံကုန်းအမြောက်တပ်မဆခ935ကနေရိခါခရဲနဲ့စင်ရပို့ကစင်ရနန်း3စီးပစီလန်းဟောင်းကနေရိုးမဘော်ကိုတက်သွားတယ်လို့သိရပါတယ်။ဒါအပြင်အင်အားပြည့်တင်ဆောင်လာတဲ့စင်ရနန်း8စီးမှာစင်ပြုံးကျေးရွာကတဆင့်လမ်းတင်အတိုင်း5စီးလမ်းဟောင်းဘက်ကနေပြီး3စီးနေကန်ဘက်ကိုတက်သွားခဲ့ပါတယ်။နေကန်ဗျူဟာရဲ့ကာကင်းစခန်းအလုံးနီးပါးမှာအေးတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီးခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။အဲဒီခမောက်တောင်စခန်းကိုလည်းအေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကဗတ်ပေါင်းစုံကနေပိတ်ဆို့တိုက်ခိုက်နေပါတယ်။စစ်ကော်မရှင်ကပိတ်မိနေတဲ့စစ်ကြောင်းတွေကိုစစ်ကူနဲ့ခဲယမ်းပို့ဖို့လမ်းသစ်နဲ့လမ်းဟောင်းနှစ်ခုကိုအသုံးပြုဖို့စ조사နေပေမဲ့ဂုတ်ကြီးနဲ့ပစီကျေးရွာကိုမကျော်နိုင်ပဲတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။